trading မှာအကြီးဆုံးဆုံးရှုံးဖြစ်ခဲ့တဲ့လူ၃ယောက်trading ဆိုတာဘာလဲဆိုတဲ့အကြောင်းအရင်သိဖို့လိုပါတယ် trading ဆိုတာပစ္စည်းတစ်ခုကိုအနှိမ်ဈေးမှာဝယ်ပြီးတော့အမြင့်ဈေးမှာပြန်ရောင်းပြီးအမြတ်ယူတာကို trading လို့ခေါ်ပါတယ် okay trading လောကမှာအကြီးဆုံးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့လူ၃ယောက်ရှိခဲ့ပါတယ်ပထမအောင်ဆုံးလူက Nick Lazima သူက trading လုပ်ရင်ပတ်စံရှုံးသွားတဲ့အချိန်မှာရံမထားပဲပြန်ရအောင်ဆိုပြီးတော့ထပ်ပြီးတော့ trade ပြီးတော့တိုးလုပ်ခဲ့ပါတယ်အဲ့လိုလုပ်ရင်အရှုံးပူကြီးလာပြီးတော့1995ခုနှစ်မှာဒေါ်လာ 1.3 မီလီယံဆုံးရှုံးသွားခဲ့ရပါတယ်ဒုတိယတစ်ယောက်ကတော့ Genovi Cannibal တစ်ယောက်ဖြစ်ပါတယ်သူကကုမ္ပဏီကသတ်မှတ်ထားတဲ့ rule တွေကိုမလိုက်နာပဲ risk အကြီးရဲ့ trade တွေကိုလုပ်ခဲ့ပါတယ်2008ခုနှစ်မှာဒေါ်လာ 7.2 မီလီယံအထိကိုဆုံးရှုံးသွားခဲ့ရပါတယ်နောက်ဆုံးတစ်ယောက်ကတော့ဘယ်မှမဖြစ်ပါတယ်သူကချင်းငွေတွေကိုအရန်သုံးပြီး stock တွေကိုအများကြီးဝယ်ခဲ့ပါတယ် market ပြန်ကျတဲ့အချိန်မှာ2021ခုနှစ်မှာဒေါ်လာ30 ဘီလီယံကျော်ဆုံးရှုံးသွားခဲ့ရပါတယ်ဒီလူကြီးက trading လောကမှာကြီးမားမားဆုံးရှုံးမှုရဲ့လူ၃ယောက်ကြောင့်ပဲဖြစ်ပါတယ်ကိုလင်းမှာ TikTok Insider ပါ